ရင်တော့ကျွန်တော်တို့ Apple ID ဖွင့်မယ်ဆိုရင်ဒီ setting နဲ့ဝင်မယ် Wi-Fi လေးတော့ချိန်ထားပေးဖို့လိုမယ်ပြီးရင်ဒီ Apple account နဲ့ဝင်ပြီးတော့ဒီတော့မှfan Apple account ဆိုတာရှိအဲ့ဒါကိုဝင်ကိုယ်သုံးမယ်ဆိုရင်ဒီ80 on order အကောင့်ဆုံးပဲအဲ့ attach ထဲကိုဝင်first name last name ဆိုတာရှိတယ်အဲ့ first name last name ဆိုတာဒီ Apple ID မှာပေါ်မဲ့ကိုအကောင့်မှာပေါ်မဲ့နာမည်ဥပမာထားပါတော့ကျွန်တော်တို့ကတစ်ခုပေါ့နာမည်ပေးလိုက်မယ်ဗျာမောင်ဖြူပေါ့ဗျာမောင်ဖြူ okay ဟုတ်အဲ့မှာ birthday ထည့်တဲ့နေရာမှာကိုက18အထက်ရွေးထားတဲ့အတွက်ကြောင့်ကိုကအောင်18အောက်ဖြစ်နေတယ်ဆိုလဲ18အထက်ခုနှစ်ကိုရွေးပေးရမှာမမွေးနေ့ထည့်ပြီးတော့ဆိုရင် continue နှိပ်မယ်ကဲဟုတ်ပြီဒီနေရာမှာ email နဲ့လည်းဖွင့်လို့ရတယ် Gmail ပေါ့ Gmail နဲ့လည်းဖွင့်လို့ရတယ်အကယ်လို့ Gmail မရှိဘူးGmail တွေနဲ့လည်းမဖွင့်ခြင်းကိုယ့်ဘက်ကိုတတ် mail တစ်ခုနဲ့အသက်ဖွင့်ခြင်းတယ်ကိုယ့်နာမည်နဲ့ mail လေးတစ်ခုနဲ့အသက်ဖွင့်ခြင်းတယ်ဆိုရင်ဒီမှာဒုက္ခက email address ဆိုတာရှိအဲ့လိုနှိပ်လိုက်ဒါကတော့ပိုလွယ်တယ်ဖုန်းနံပါတ်နဲ့ဖွင့်တဲ့နည်းပေါ့ဒီနေရာမှာကိုကြိုက်တဲ့နာမည်ကိုကမောင်ဖြူဖြစ်တဲ့အတွက်ကြောင့်မောင်ဖြူထားမောင်ဖြူတွေကတော့အများကြီးရှိမှာအဲ့တော့မောင်ဖြူ007ဒါဆိုရတယ်ခါကြနာမည်ထပ်နေတာရှိတယ်ဆိုမရအဲ့တော့နံပါတ်လေးတွေပါပြောင်းလိုက်ဒါဆိုရသွားလိမ့်အဲ့မှာ create email address ဆိုတာလေးနှိပ်လိုက်ဒါဆို password ထည့်ရအောင်တော်တော်များတိုင်ပတ်တာဒီ password နေရာမှာဘာကြောင့်တိုင်ပတ်လဲဆိုတော့သူကဒီမှာပြောထားပြီးသားရေးထားပြီးသားသူကရှစ်လုံးအနှိမ့်ဆုံးဖြစ်ရမယ်ပြီးတော့ include number လည်းပါမယ်ပြီးတော့capital letter လည်းပါမယ်small letter လည်းပါမယ်ပြီးရင်နောက်ဆုံးကျွန်တော်တို့အကောင်းဆုံးကဒီလိုပေါ့ဒီလို hash လေးတွေ add လေးတွေထည့်တာပိုကောင်းတယ်အဲ့တော့ကျွန်တော်တို့ပုံမှန်